ကမ္ဘာဖလား2026ရဲ့အဖွင့်ပွဲစဉ်မှာအင်ရှင်မက္ကဆီကိုအသင်းဟာတောင်အာဖရိကအသင်းကို2 ဂိုးပြတ်အနိုင်ယူပြီးအကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ပွဲစပြီး9မိနစ်မှာပဲတောင်အာဖရိကနောက်တန်းရဲ့အမားကိုအခွင့်ကောင်းယူပြီး Julian Quinn က World Cup 2026ရဲ့ပထမဆုံးဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းတစ်လျှောက်မက္ကဆီကိုကပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး Raul Jimenez နဲ့ Quinn တို့ကဆက်တိုက်ဖိအားပေးခဲ့ကြပါတယ်။ဒုတိယပိုင်း49မိနစ်မှာတော့တောင်အာဖရိကကစားသမား Spector Sadol ဟာနောက်ဆုံးလူအဖြစ်ဖျက်ထုတ်ခဲ့တာကြောင့်အနီးကပ်နဲ့ထုတ်ပယ်ခံခဲ့ရပြီးအသင်းက10ယောက်နဲ့ဆက်ကစားခဲ့ရပါတယ်။အဲ့ဒီနောက်68မိနစ်မှာ Raul Jimenez က Roberto Alvarado ရဲ့ cross ကိုခေါင်းတိုက်သွင်းယူပြီးမက္ကဆီကိုအတွက်ဒုတိယဂိုးရယူပေးခဲ့ပါတယ်။ဒီဂိုးဟာ Jimenez ရဲ့ပထမဆုံး World Cup ဂိုးလည်းဖြစ်လာခဲ့ပါတယ်။ပွဲပြီးပိုင်းမှာ Thumbers Way အပါအဝင်တောင်အာဖရိကဘက်ကနောက်ထပ်အနီးကပ်တကက်ထပ်မံရရှိခဲ့ပြီးပွဲကပုံမူပြင်းထန်လာခဲ့ပါတယ်။အဆုံးသတ်မှာတော့ Julian Quinn နဲ့ Raul Jimenez တို့ရဲ့ဂိုးတွေကြောင့်မက္ကဆီကိုအသင်းဟာ World Cup 2026ကိုအနိုင်3မှတ်နဲ့စတင်နိုင်ခဲ့ပြီးအင်ကွင်းပရိသတ်တွေကိုပျော်ရွှင်မှုပေးစွမ်းနိုင်ခဲ့ပါတယ်။ World Cup 2026ရဲ့ပထမဆုံးဂိုးသွင်းရှင် Quinn နဲ့ဝါရင်တိုက်စစ်မှု Jimenez တို့ရဲ့ခြေစွမ်းကတော့ဒီအဖွင့်ပွဲရဲ့အေးကောင်းဆုံးကစားသမားတွေဖြစ်ခဲ့ပါတယ်။